ကိုကိုသေးရဲ့လူကြအရန်များတဲ့ကာလာနံပါတ်24နဲ့26ကိုဒီနေ့မှာစောင်းကစမ်းပြသွားပါမယ်။ဒါဆိုရင်အယောင်လေးတွေကလှရဲ့လားဘလို့ရောင်လေးတွေလဲဆိုတာကိုဆက်လက်ကြည့်ရှုပေးပါအောင်နော်။ဒီနေ့စောင်းဆုပ်ပြသွားမှာကတော့ကိုကိုသေးရဲ့ရေခဲတုံးစီရီရဲ့ကနံပါတ်24နဲ့26ပဲဖြစ်ပါတယ်။နှာခမ်းပေါ်မှာအယောင်မှန်လေးထွက်အောင်လို့နှာခမ်းကိုကွန်ဆယ်လာလေးနဲ့အရင်ဆုံးအုပ်ပေးပါမယ်။နံပါတ်24ကိုအရင်ဆိုကြည့်ပါမယ်။သူ့ရဲ့အယောင်လေးကတော့အပြင်မှာအနီကိုမှလိမ်မော်ဘတ်သွားတဲ့အနီပုံစံလေးပေါ့နော်။နည်းနည်းလေးရင်းနဲ့ဘတ်သွားတဲ့အုတ်ချိုးရောင်လေးလို့လည်းပြောလို့ရပါတယ်။ဒီအယောင်မျိုးလေးကလေအသားညိုတဲ့သူရောဖြူတဲ့သူရောအကုန်လုံးနဲ့အဆင်ပြေနိုင်တဲ့အယောင်မျိုးလေးပါ။ Coco Taste ကိုစောင်းကူမှာပထမဆုံးဝယ်ပူတာပေါ့နော်။ပေးရတဲ့ဈေးနဲ့တန်တယ်လို့ခံစားရပါတယ်။သူ့ရဲ့အယောင်ထွက်အားလေးကတော်တော်လေးကောင်းပါတယ်။သူ့ရဲ့ texture လေးကတော့ velvet matte ပုံစံလေးသွားပါတယ်။ဟိုလိုမျိုးနှာခမ်းကိုတင်းပြီးတော့ခြောက်သွားစေရဲ့ matte ပုံစံမျိုးတော့မဟုတ်ဘူးပေါ့နော်။ဒါလေးကတော့ tissue နဲ့ပုတ်ပြီးတော့ဖြတ်လိုက်တယ်ဆိုရင်တော့မှနှာခမ်းပေါ်မှာကျန်ခဲ့တဲ့အယောင်လေးပါ။သူ့ရဲ့ကျန်ခဲ့တဲ့အယောင်လေးကလည်းတော်တော်လေးလှရယ်နော်။ကာလာနံပါတ်26ကိုထပ်ဆိုဖို့အတွက်နှာခမ်းကိုကွန်ဆယ်လာအုပ်လိုက်ပါမယ်။ဒါလေးကတော့သူ့အယောင်လေးပါ။သူ့ရဲ့အယောင်လေးကတော့အခုခေတ်ကောင်မလေးတွေအရန်ကိုကြိုက်ကြတယ်အနီကိုမှနည်းနည်းပုတ်တဲ့ဝါရောင်လို့အယောင်မျိုးလေးပါသူ့ရဲ့အယောင်လေးကတော်တော်လေးကိုအသားဆောင်ပြီးတော့လာပါတယ်အနီရောင်ကိုမှအယောင်ရေးရေးပုတ်ပုတ်ထဲအားရှာနေဆိုရင်တော့ဒီနံပါတ်26လေးကိုဝယ်ပါသူကနှာခမ်းကိုနည်းနည်း6စီရဲ့အတွက် daily ဆုံးမဲ့သူတွေကတော့ပုံမှန်လေးရေးတဲ့ပြန်ဖြည့်ပေးဖို့လိုပါလိမ့်မယ်ဒါကတော့နံပါတ်24ကိုတခြားဟာလေးတွေနဲ့ပေါင်းစပ်ပြီးတော့ဆိုထားတဲ့ final look လေးပါဒီနေ့အတွက်ကတော့ဒီလောက်ပါပဲတဲလေးတို့ရောဒီနှစ်ယောက်နဲ့ရပဲအယောင်ကိုပို့ကြိုက်လဲဆိုတာကို comment မှာပြောပြခဲ့ပါဦးနော်